ကျေးဇူးများဖြစ်ပါတယ်အဲ့တော့ကျွန်မအနေနဲ့ဒီနေ့လည်းကျွန်တော်တို့ဒီငင်းချမ်းရေးဖြစ်စေတဲ့ငင်းချမ်းရေးဆွေးနွေးပွဲမှာပြည်သူလူထုရဲ့အလိုလားဆုံးဆန္ဒ၅ချက်ကိုပဲကျွန်မတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီငင်းချမ်းရေးပေါ်ဆောင်မှုလုပ်ငန်းတော်ကြီးဥက္ကဋ္ဌအနေနဲ့ပြောသွားပါတယ်မကြခင်တိုင်းသားများအားလုံးကိုတွေ့ဆုံဆွေးနွေးတဲ့ပွဲတစ်ပရာကြီးအလုပ်ပေးမယ်ဆိုတာကျွန်တော်တို့ဒီပြန်ဝမ်းသာပါတယ်ဒီပွဲမှာဆိုရှင်ကျွန်တော်တို့တိုင်းသားတွေရဲ့လိုလားချက်တွေကိုအားလုံးစုပေါင်းပြီးမှကျွန်တော်တို့ဥပဒေကြီးရှင်းပြတဲ့အချိန်တောင်းရပေါ်ပြီးနိုင်ဖို့ပြုကြည့်မျှော်လင့်ပါတယ်။သမ္မတကြီးနေတဲ့ကျွန်တော်တို့ကချင်းပြည်နယ်သူပြည်နယ်သားများအတွက်သူရဲ့သက်တမ်းမှာဒီမြစ်ဆုံကိစ္စကိုဆက်ဆိုင်ပေးခဲ့တာလည်းကျေးဇူးတင်ပါတယ်။ဒီခုချိန်မှာကျွန်တော်တို့တိုင်းသားအားလုံးလိုလားတဲ့ဒီကျွန်တော်တို့ဆွေးနွေးပွဲတစ်ခုဖြစ်မြောက်အောင်လုပ်ပေးတဲ့အခါမှာလည်းကျွန်တော်တို့ပြည်သူလူထုလိုလားတဲ့ကျွန်တော်တို့တိုင်းသားရဲ့လိုလားချက်ကိုပြည့်ပြည့်ဝဝပေါ်ဆောင်ပေးနိုင်တယ်လို့လည်းကျွန်မအနေနဲ့ယုံကြည်ပါတယ်။ဒီနောက်ဆက်တဲ့ကျွန်မတင်ပြလိုတာကတော့ဒီကျွန်တော်တို့ပြည်သူလူထုအနေနဲ့တောက်လျှောက်လူငယ်ကာလတွေမှာယုံကြည်မှုကိုတည်ဆောက်နေတဲ့အတွက်ဒီနေ့အချိန်ကျွန်တော်တို့တက်ကြပါခြင်းဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ကာလတွေမှာလည်းကျွန်တော်တို့ယုံကြည်မှုကိုဆက်လက်တည်ဆောက်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ကျွန်တော်တို့လူငယ်ကာလတွေမှာကျွန်တော်တို့နဲ့တိုင်းသားတွေနဲ့လက်မှတ်ရေးထိုးထားတဲ့စာချုပ်စာတမ်းများဒီနေ့ကျွန်တော်တို့ဒီနေ့နောက်ဆုံးကြည့်ပါတော့ကျွန်တော်တို့အချင်းလူမျိုးတိုင်းသားများနဲ့ကျွန်တော်တို့လက်မှတ်ရေးထိုးမဲ့စာချုပ်စာတမ်းများအားလုံးကိုကျွန်တော်တို့စုစည်းပြီးမှလာမဲ့ဒီအောင်စုလွတ်တော်ကျင်းပတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီအောင်စုလွတ်တော်ကိုဒီစာချုပ်စာတမ်းတွေကိုကျွန်တော်တို့တင်ပေးစေချင်ပါတယ်ဒီစာချုပ်စာတမ်းတွေကိုကျွန်တော်တို့ဒီအောင်စုလွတ်တော်မှာတရားဝင်တင်ပြပြီးပြည်အောင်စုလွတ်တော်မှာဒေါ်လာနာတင်ထားရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်တွေကလည်းဒီစာချုပ်စာတမ်းတွေကတိကဝတ်တွေအပေါ်မှာဒါကျွန်တော်တို့အများအားစောင့်ကြည့်ပြီးမှဒီကဏ္ဍတွေကိုကျွန်တော်တို့အကောင့်ရပေါ်မှုရှိမရှိကျွန်တော်တို့အများအားဆောင်ရွက်သွားဖို့တာဝန်ရှိပါတယ်ဒါကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်တွေရဲ့တာဝန်ယူမှုနဲ့တာဝန်ခံမှုအပိုင်းဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့ဒီလွတ်တော်မှာရှိတဲ့တိုင်းပြည်လုံးကပြည်သူ့ကိုယ်စားလှယ်တွေကနေတစ်ဆင့်ပြည်သူလူထုစီကိုဒါကိုပြန်တင်ပြသွားပြီးမှဒီကဏ္ဍတွေပေါ်မှာကျွန်တော်တို့အောင်မြင်အောင်ဆောင်ရွက်သွားဖို့ရှိပါတယ်ဒါတွေဟာဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာယုံကြည်မှုတွေကိုတန်တဲ့ယုံကြည်မှုဒီဆောက်တဲ့နေရာမှာထောက်ကူတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့နိုင်ငံတကာကနေကျွန်တော်တို့စောင့်ကြည့်နေတာရဲ့အပြင်အကောင်းဆုံးသက်တရားဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုတွေဖြစ်ပါတယ်ပြည်သူလူထုကိုလည်းသူတို့ရဲ့တာဝန်ယူမှုတာဝန်ခံမှုဒီမိုကရေစီစစ်စင်တွေကိုကျွန်တော်တို့အလုံးစုံခုချိန်ကြီးကနေစပြီးကြည့်ပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်အနေနဲ့ပြင်ပြနေပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီတိုင်းသားတွေမှာအများနဲ့ကျွန်တော်တို့ဒီနေ့မှာခံစားနေရတဲ့ကိစ္စဖြစ်ပါတယ်ကျွန်တော်တို့ရခိုင်ကာလတွေကနေဖြစ်လာတဲ့ဒီမတရားအသင်းဆိုတဲ့ဟာကျွန်တော်တို့ရဲ့တိုင်းသားတွေမှာဘဝတစ်လျှောက်လုံးမှာကျွန်တော်တို့ကဒီလက်ကျင်ပြခဲ့တဲ့ဒီကိစ္စရဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းရှင်းနေပြစားလိုက်တဲ့ကနေဒီကိစ္စတွေမှာပဲကျွန်တော်တို့ကအိမ်မစားဒီလုပ်ပြီးပဲလုပ်ခဲ့ရပါတယ်အဲ့တော့လုပ်ခဲ့တဲ့စက်ကူလစ်ဒါကာလမှာတော့ကျွန်တော်တို့ကဒီအမှုတွေနဲ့ပြင်ဝေးပြီးဒီ1994ခုနှစ်မှာကျွန်တော်တို့တရားအသင်းကနေဖျက်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့ဆိုရှင်ကောင်းကောင်းမွန်မွန်အိတ်ဆက်ရတဲ့အနေထားစိတ်ချမ်းသာစွာနဲ့နေခဲ့ရပါတယ်။ဒါလွန်ခဲ့တဲ့ဒီ2020ရာနေပြန်ဖြစ်လာတဲ့အနေထားမှာကျွန်တော်တို့ဒီတရားအသင်းဖြစ်တဲ့ဖန်ဆီးမှုတွေရှိခဲ့ပါတယ်။အဲ့တော့ဒီတရားအသင်းကပြန်လည်ဖန်ဆီးပြီးမှကျွန်တော်တို့စက်သွင်းတဲ့အရေးယူမှုတွေဟာအခုလောလောဆယ်မှာတခြားပြည်နယ်တိုင်းတွေမှာရှိပေမဲ့ကျွန်တော်တို့အချင်းပြည်နယ်မှာအခုအချိန်ကြီးအခုခင်ဗျာရှိနေစေဖြစ်ပါတယ်ဒါနဲ့ပတ်သက်တော့လေကျွန်တော်အနေနဲ့တင်ပြလို့တာဒီကျွန်တော်တို့အချင်းများဆိုရှင်ဒီတရားအတင်းပေါ့လားစက်ကိုတက်တဲ့နဲ့ကြရမ်းဖန်ဆီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရားမှမလုပ်ပါဘူးကျွန်တော်လည်းမလုပ်ပါဘူးကျွန်တော်တို့အချင်းမျိုးတွေဟာတလွယ်ရင်တစ်စင်ပါဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုလို့ရှိရင်အကုန်လုံးဆက်ဆက်နေတဲ့အတွက်ကြောင့်အကုန်လုံးထောင်ထဲထည့်ရမယ်ဒီကရှိပါတယ်အဲ့တော့လောလောဆယ်မှာကျွန်တော်တို့ထောင်ထဲမှာရှိနေတဲ့လူတွေထောင်ကျနေတဲ့လူတွေတောက်မှလောလောဆယ်မှာအခုရင်ဆိုင်နေရတဲ့လူတွေဆိုလို့ရှိရင်ဒါရွေးချယ်ပြီးတော့ပါသွားတဲ့သဘောမျိုးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ constitution မှာလည်းဥပဒေအရာမှာကျွန်တော်တို့နိုင်ငံသားတိုင်းဗန်းတူညီမျှရှိရမယ်ဆိုမှအနေထားရှိတဲ့အခါမှာကျွန်တော်တို့အားလုံးကိုထောင်ထဲထည့်နိုင်တဲ့ထက်မထည့်နိုင်တဲ့ကျွန်တော်တို့ဆွေမျိုးတွေရှ
နေတဲ့ဟောစိတ်မချမ်းသာပါဘူးအဲ့တော့ဒီမှာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေရှိမှာပဲကျွန်တော်တို့ဒီလူကိုစားတောင်းဆိုလိုပါတယ်ဒီစိတ်ဝင်တဲ့အရေးယူထားတဲ့ကိစ္စတွေကျွန်တော်တို့ချင်းပြည်နယ်မှာပဲရှိနေကြာနေတော့လည်းပဲကိစ္စကိုအများဆုံးဆောင်ရွက်ပေးဖို့အတွက်ဒီလူကိုစားတောင်းဆိုလိုပါတယ်အဲ့တော့ဒီလက်ရှိဒီစက်ကွန်တစ်တွေနဲ့ရေးယူထားတဲ့ကိစ္စတွေပါလဲကျွန်တော်တို့စစ်တောချက်အရာပဲရေးယူထားတယ်ဆိုတာရှိပါတယ်အခုဒီမှာကျွန်တော်တို့ရှင်းနေကြုံဒီလဲရှိတဲ့အတွက်ဒီကိစ္စကိုကျွန်တော်တို့တင်ပြချင်းဖြစ်ပါတယ်ဒီအမှုတွေကိုလည်းပဲရှင်းနေကြုံရှိတဲ့အခါမှာကျွန်တော်တို့ပြည်သူလူထုအတွက်ကြည့်သွားပေးပါလို့ကျွန်တော်လည်းတင်ပြနေပါတယ်နောက်တစ်ခါဒီမတရားတင်ဘုရားပါဦး AI နဲ့ဆက်ဆက်တဲ့ဆိုတော့ကျွန်တော်တို့ဒီပောက်ကွဲမှုနဲ့ဖန်စီအတင်းစားခံရတာအခုဒီနေ့ကျော်ဒီနေ့ဒီပါရှိတဲ့ပြည်သားစုတွေလည်းရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီလောကနဲ့ခန့်ပြီးပါပဲဒီကျွန်တော်တို့အိမ်နဲ့နိုင်တဲ့အိမ်ကိုအိမ်ပဲထားပါတယ်အဲ့တော့သူတို့အိမ်ကနေဒီဘုံပေါက်ွယ်မှာတမိသားစုလုံးတေဆုံးတဲ့လူတွေ10ယောက်ကျော်ရှိပါတယ်အဲ့ဒီမှာသူတို့ဆွေမျိုးသားသမီးတွေပေါ်တာရှိပါတယ်အဲ့တော့ဒီကိစ္စအခုဖန်စီရတဲ့အိမ်ရှင်ဆိုရှင်အဖြစ်ဖြစ်သွားတဲ့အခါမှာသူကချမ်းရမှာဘာသာရေးနဲ့ကြောက်နေပါတယ်။ဒီလောက်ကငုံနဲ့9ယောက်ကိုဖမ်းဆီးထားပါတယ်။ကျန်တဲ့လူတွေတက်တဲ့ထောက်ထားသိရှိပါဘူး။အဲ့တော့ယူလာတဲ့ကိစ္စကဘိုင်းခွဲတဲ့နေရာမှာတေသွားတဲ့လူလည်းတေသွားပါပြီ။အခုကျန်တဲ့လူကဆိုရှင်အင်မတန်ဒုက္ခရောက်နေပါတယ်။အိမ်ရှင်ဒီမယားမြောက်စလုံးကအချုပ်ထဲမှာရောက်နေပြီးမှသူလည်းဆက်ဆက်ပတ်သက်တယ်ဆိုတော့တင်ထားချင်းခံရတဲ့လူတွေပဲအထဲမှာရှိနေပါတယ်။ဒီမှုကိစ္စမှာလည်းကျွန်တော်တော့ရှောက်ကြည့်နေတဲ့အခါမှာသူတို့ကဆိုရှင်ရေတန်းသာဒီကိစ္စမှာပါဝင်ပတ်သက်တဲ့ဒီမိုင်းတွဲတာပဲဆိုတာသိလို့ရှိရင်သူတို့မိသားစုတွေကအိမ်ပေါ်မှာမနေနေပါဘူးအခုအခင်းဖြစ်သွားတဲ့အခါမှာအိမ်ပေါ်မှာနေနေတဲ့အတွက်မိသားစုတွေအားလုံးတည်ကြည်တက်စီရတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ဒီကိစ္စမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဥပဒေကြောင်းအရခိုင်လုံမှုရှိပဲနဲ့အပြည့်ရသွားမယ်ဆိုလို့ရှိရင်အများကြီးနစ်နာတယ်ဆိုတာကျွန်မအနေနဲ့ပြင်ပြလိုပါတယ်နောက်မှဒီကိစ္စမှာကျွန်တော်တို့တင်ပြလိုတဲ့ကိစ္စတွေလည်းပဲအထူးတင်ပြလိုတာတော့ဒီကိစ္စမှာကျွန်တော်တို့ဆွဲချက်တင်ထားတဲ့ကိစ္စဆိုရှင်ဒီဖြစ်ပွားတဲ့ပုံမှန်တဲ့ပိုပြီးတာတဲ့ဒီလူတတ်မှုပေါ့နော်စောင့်ကြည့်ပြီးရွေချက်ရှိနဲ့လူတတ်မှုကျူးလွန်တဲ့ဒီ300နှစ်ပြည့်နဲ့ဆွဲချက်တင်ထားတော့တွေ့ရပါတယ်အဲ့တော့ဘယ်လိုလားအပ်တဲ့ဒီအင်မတန်ဆိုးရတဲ့ကိစ္စရဲ့ဒီနဲ့ကျွန်တော်တို့ဆွဲချက်တင်ပေးဖို့လည်းကျွန်မအနေနဲ့ဒါပြည်သူလူထုကိုစားတင်ပြပြောဆိုလိုပါတယ်။နောက်တစ်ခါကျွန်တော်တို့လက်ရှိနေတဲ့ဒီစက်ကွန်တစ်ထဲမှာကျွန်တော်တို့တော်နာမည်ကြီးတဲ့ဒီတော်တော်ဆောင်ကိစ္စရှိပါတယ်။ဒါလည်းအမိန့်ချတာကြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စမှာဆိုရင်အမိန့်ချတာကြီးမှာတရားရုံးကိုကျွန်တော်ဒီလေ့လာကြည့်တဲ့အခါမှာဒါစောင့်ကြည့်နေတဲ့အနေအထားရှိတယ်။အဲ့တော့တော်ဘာရှောရဲ့အမှုကတော့ဒီကျွန်တော်တို့မြောက်ဝင်သတင်းစာမှာတစ်ခါထည့်ထားတယ်။တစ်ခါထည့်ထားတာတွေ့ရတယ်။အမှုစီကြီးအမှုအပြည့်တက်ပြင်ပါလေ။တစ်ခါထည့်ထားတာတွေ့ရတယ်။အဲ့တော့ဒီမြောက်ဝင်သတင်းစာလည်းဒီကဘလောကရုပ်တဲ့သတင်းစာဖြစ်ပါတယ်အဲ့တော့ဒီခေတ်ကာလတွေမှာတို့တရားရုံးတွေရဲ့တရားရုံးတွေရဲ့လူပြောမလဲညွှန်ကြားထားတဲ့ကိစ္စမဟုတ်ဘူးပဲဒီတပ်ပိုင်းဆိုင်ရာတွေတော့သတင်းစာတွေမှာပါသွားလို့ရှိရင်တရားသူကြီးတွေဟာရောမအကျဉ်းချရဲတဲ့ခန္ဓာတွေရှိပါတယ်အခုဒီကိစ္စမှာလည်းကျွန်တော်တို့ကဒီတောင်းလဲလာတဲ့စနစ်မှာကျွန်တော်တို့ဒီမိုကရေစီစနစ်ဘက်ကိုအတောင်းလဲမှာတို့အနေနဲ့အရင်အတိုင်းပဲဒီလိုမျိုးတော်လို့များတာကိုလုပ်လိုက်လို့ရှိရင်ဒီတပ်ဘက်ကများသက်သာရှာလာပါဆိုရဲဆိုရင်မှုလေးတွေရှိရဲဆိုတာကျွန်တော်လည်းလေ့လာမိပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ဖြေလျှော့ပေးပါလို့ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီနေ့မှာငြိမ်းချမ်းတဲ့အတွက်ဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲကျင်းပနေတဲ့နေရာတွေရှိခဲ့ပါတယ်ကျွန်တော်တို့ဒီဓာတ်ဖြတ်ရွေးကောက်ပွဲဆိုလို့ရှိရင်ဒီလိုတော်မှာကျွန်တော်တို့ဘိုးကောင်းဖတ်ကအမောစတဲ့နေရာတွေမှာကျွန်တော်တို့ရွေးကောက်ပွဲလုပ်နိုင်ကြပါဘူးနောက်တစ်ခါကျွန်တော်တို့ဇာတ်ရမဲဆန္ဒနဲ့နေ့သူနာပုံမဲဆန္ဒနဲ့နေ့အဲ့ဒါတွေကဆိုရှင်ပြည်နယ်တို့တော့ရွေးကောက်ပွဲမကျင်းပနိုင်ကြပါဘူးဒါက2010တည်းကနေကျွန်တော်တို့မကျင်းပနိုင်ကြတာပါနောက်ဒီကြားထဲမှာကျွန်တော်တို့ကိုယ်စလဲတူစိုးပါသွားတယ်ဝိုင်းမော်ပြည်နယ်တို့တော့တနေရာလေးတက်နေပါတယ်အဲ့ဒီတော့ဒီမဲဆန္ဒတွေညာကပြည်သူလူထုများအတွက်အများကြီးနေနာပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီဆွေးနွေးပွဲရနေကျွန်တော်တို့ကောင်းတဲ့အဖြေရလက်ရရှိပြီးတဲ့အခါမှာကျွန်တော်တို့ဒီပြည်သူလူထုတွေမတင်နိုင်ရအောင်ဒီရွေးကောက်ပွဲကော်မရှင်တွေနဲ့ကျွန်တော်တို့ပြည်နယ်မှာရွေးကောက်ပွဲ
လိုအပ်တဲ့ညမှာရွေးကောက်ပွဲတွေကိုကျွန်တော်တို့ကျင်းပပေးဖို့အတွက်လည်းတောင်းဆိုလိုပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့အမျိုးသမီးကဏ္ဍဖြစ်ပါတယ်။ဒီမှာနေနဲ့လည်းအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဒီနေ့ဆွေးနွေးပွဲမှာကျွန်တော်တို့ဒီဈာကာလမှာစောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းသွားမယ်ဆိုတဲ့ကဏ္ဍဖြစ်ပါတယ်။ဒီကဏ္ဍတွေမှာကျွန်တော်တို့အမျိုးသမီးတွေကိုလည်းပါဝင်ခွင့်ပေးဖို့လိုပါတယ်။ဘာလို့လဲဆိုပြိပခဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်အဓိကခံစားရတာဆိုရှင်ဒီကမျက်နှာခံစားရတဲ့စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာဒုက္ခရောက်ရတာတွေအမျိုးသမီးတွေဖြစ်ပါတယ်ကလေးတွေဖြစ်ပါတယ်ဒါကြောင့်မို့တကယ်တော့စောင့်ကြည့်တဲ့အခါမှာလေကျွန်တော်တို့အမျိုးသမီးတွေကပုံမစစ်ဆက်တေချာပြီးမှဒီသတင်းပေါင်းစုံကိုလည်းကျွန်တော်တို့ပုံပြီးတင်ပြနိုင်တဲ့အနေအထားရှိပါတယ်ပြီးတော့တတိထားပြီးစောင့်ကြည့်တတ်တဲ့ကျွန်တော်တို့ view site တတ်တဲ့အားတွေတတ်တဲ့ဆွမ်းရည်တွေလည်းကျွန်တော်တို့မှာရှိပါတယ်ဒါကြောင့်မို့ဒီစောင့်ကြည့်ရေးအဖွဲ့ဖွဲ့တဲ့အခါမှာကျွန်တော်တို့အမျိုးသမီးတွေကိုတစ်ဖက်စလုံးကအမျိုးသမီးတွေကိုထည့်ပေးပါသူပြပြပခဖြစ်နေတဲ့နေရာကအမျိုးသမီးတွေကိုလည်းထည့်ပေးပါလို့ကျွန်မအနေနဲ့တောင်းဆိုလိုပါတယ်။နောက်မှအခုလိုကျွန်တော်တို့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဒီမှာကျွန်တော်တို့ပြပြပခဖြစ်စဉ်မှာတွေ့ရှင်အမျိုးသမီးတွေပေါင်းရတဲ့သူအရေးကြီးပါတယ်။ကျွန်တော်တို့ UN ဒုက္ခရေးကောင်စီစုပ်သက်ချက်မှာ13.5မှာဆိုရှင်ဒီလိုကိစ္စမျိုးတွေမှာမျိုးသမီးတွေပါဝင်ဖို့အတွက်စုပ်သက်ချက်ချထားပေးတာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာဆိုလို့ရှိရင်ဒီကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ဒီနိုင်ငံတကာစီမင်းစည်းကမ်းကိုလိုက်နာဖို့လိုအပ်ပါတယ်။ဒီကနေ့တည်းကျွန်တော်တို့ဒီငြိမ်းချမ်းရေး process တွေကျွန်တော်တို့ဒီဆွေးနွေးပွဲတွေမှာကျွန်တော်တို့စုပ်သက်ချက်ချနိုင်တဲ့နေရာမှာမျိုးသမီးပါဝင်တာကျွန်တော်တို့မရှိသေးပါဘူး။အဲဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်တော့မှဒီဆွေးနွေးပွဲမှာကစတင်ပါဝင်ရတာဖြစ်ပါတယ်။ဒါကြောင့်ဒီဆွေးနွေးပွဲကနေတစ်ဆင့်ကျွန်တော်တို့နောက်ခါမှာမြို့သမီးများပါဝင်မှုကိုထည့်သွင်းပေးပါလို့ဆိုတာမြို့သမီးထုကိုစားတောင်းဆိုလိုပါတယ်။အဲတော့ကျွန်တော်တို့အနေနဲ့ဒီနေ့ဆွေးနွေးပွဲအဆိုရှင်ပေါင်းတဲ့ရလဒ်များပေါ်ထုတ်ပါစေလို့လည်းဆက်လက်ပြီးဆုတောင်းပါတယ်။ဒီဆွေးနွေးပွဲကနေတစ်ဆင့်ကျွန်တော်တို့ရေရှည်တည်တဲ့ငြိမ်းချမ်းရေးအဲ့ဒီကနေကျွန်တော်တို့တိုင်းသားအားလုံးပုံပြိုးလို့တဲ့ရည်အတွက်ဆောင်ရွက်နိုင်ဖို့လည်းပြောနေပါတယ်။ကျွန်တော်တို့ဖွဲ့စည်းမှုအခြေခံမှုတွေပုံမှန်မှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်ဟာတိုင်းသားမျိုးပေါင်းစုပေါင်းနေနိုင်တဲ့နိုင်ငံဖြစ်တယ်။နောက်မှပုံမှန်လေးမှာဆိုလို့ရှိရင်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာနိုင်ငံသားများဌာနစစ်တပ်မှာနိုင်ငံတော်အားလုံးမှာတည်တယ်လို့ဆိုပါတယ်။အဲ့တော့ကျွန်တော်တို့တိုင်းသားများရဲ့အရေးကိုပေါ်ဆောင်ခြင်းဟာကျွန်တော်တို့နိုင်ငံရဲ့အရေးကိုတည်ဆောက်ခြင်းဖြစ်ပါတယ်။တိုင်းသားများအားလုံးအရေးကြီးခုပြုတိုးတက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရဲ့အရေးကြီးခုပြုတိုးတက်လာမှာဖြစ်ပါတယ်။အဲ့တော့တိုင်းသားအရေးဟာပြန်အရေးကြီးပါတယ်။ဒီတိုင်းသားဆိုတဲ့နေရာမှာကျွန်တော်တို့ဒီလူနည်းစုပဲကျွန်တော်တိုင်းသားလို့မြင်ပဲနဲ့လူများစုများဖြစ်တဲ့ကျွန်တော်တို့အကိုကြီးဗမာမျိုးတွေဟာဆိုလို့ရှိရင်မိမိရဲ့တိုင်းသားတခုဖြစ်တယ်ဆိုမှစံတဲ့လူနည်းစုတိုင်းသားအားလုံးနဲ့ကျွန်တော်တို့တပြေးညီထမ်းသူညီစိတ်ကူကိုယူကျွန်တော်တို့လက်တွဲထောင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နိုင်ငံဆိုလို့ရှိရင်မကြတော့တဲ့အချိန်မှာကျွန်တော်တို့အင်တာဖွံ့ဖြိုးတိုးတက်ပြီးမှနိုင်ငံတကာကိုရင်ပေါင်တားနိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ကြောင်းပြောကြားရင်းနဲ့ဒီကုန်းစုအပ်ပါတယ်ကျေးဇူးတင်ပါရှင်ကျွန်တော်တို့ဆက်တင်တယ်လို့ပြောရတာအများကြီးကောင်းပါတယ်ကျွန်တော်ရှေ့ရတော့ဒီရေပေါ့ဒီစကောင်းလေးတော့ပြင်လာပြီဟာမာပြင်လာလဲဆိုညတို့အချိန်တွေမှာဒုက္ခတွေတော့ရှိတယ်ဟာအများကြီးပဲဒီကေကိန်းနဲ့ရတော့တင်အောင်ရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီမှာသူတို့ဆက်လွယ်ပြီးတော့အချိန်တွေကြီးကဒုက္ခခံစားနေပါတယ်အဲ့ဒါလည်းဒုက္ခတွေပါတယ်ကျောင်းမှာမလုပ်အောင်ဦးအောင်လည်းဒီအချိန်တွေရောက်ပါတယ်ဦးအောင်လည်းဒုက္ခတွေပါတယ်ဆိုတော့ဒီလိုတော့ပြောပါတော့ဦးအောင်လည်းဒုက္ခတွေဖြစ်စိတ်ထဲမှာခံယူပါတယ်ဒုက္ခတွေရဲ့ကိစ္စကိုဒီဒုက္ခအောင်လို့ပြောကျွန်တော်ဆောင်ရွက်သွားပြီးတောင်းတယ်ဒီမှာသိကြပါတယ်ဒီစားရကျွန်တော်တဲ့ဒီအတင်းလုံးမှာဆွဲနေတာဖြစ်တယ်ဒါကိုမှတ်မှတ်သားသားနဲ့ကျွန်တော်နားထားပါတယ်ကျွန်တော်ဒါဝိသနာယူကျွန်တော်ပြောပြပြပါတယ်ကျွန်တော်ရတယ်ပါပြီးတော့နားလည်းဒုက္ခတွေပါပဲဆိုတော့ဒီလိုတော့အကြောင်းကိုတိုင်းဒီလိုဒုက္ခအောင်မှနေပြောတော့နာတော့ပြောတဲ့အကြံပေးချက်တွေအားလုံးကျွန်တော်လုပ်ရအောင်ဝိုင်းဝန်းဆောင်ရွက်တယ်ဆိုတဲ့စိတ်ရှိပါတယ်
အားလုံးကပါဝင်တော့ဝင်ဆောင်တယ်ဒါလေးလည်းတော့နေကြပါတော့စီကွေးကိုတော့ဆက်ပြီးဟောပါဟောတဲ့ခါကျတော့ကျွန်တော်တို့ကြည့်နေဒီချူကြီးဖြစ်မဲ့ပြီးတဲ့ဒီကိုယ်ကိုယ်တော့ဈာကန်ရတော့တော့စားနေပြီလို့တော့ကျွန်တော်တို့ကြည့်ပြီးတော့ဆက်တယ်ပေါ့ဆက်တယ်ကြတဲ့ခါကျတော့ကျွန်တော်တို့အချိန်တိုင်းလာကောင်းမှုဘက်ကနေကျွန်တော်တို့အားချင်းနဲ့ကျွန်တော်တို့သိကြတယ်အဲဒီကြတဲ့အခါမှာဒီချက်ကတော့ဒီမှာချက်ကတော့ရှိတဲ့စစ်ပြည်ပြည်စောက်ချက်ဒီယုံများထားရှိရေးကိစ္စအဲတော့ကျွန်တော်တို့ပြပရမှာဒါလေးကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်ဘုန်းတော်ပါလိုက်ပြီးတော့နံပါတ်1ကတော့စွမ်းနေတဲ့ကိစ္စဆွေးနွေးဆက်ပြုလုပ်နေရေးကိစ္စဒါလည်းကျွန်တော်တို့ political dialogue ကိုဖြစ်နေလို့ရဲဆိုတာဒီပြည်ထားတာဖြစ်ပါတယ်ဒါတော့ဒီတိုင်းလာကောင်းအောင်ဆိုတာဒီကကိစ္စဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဘက်ကလည်းကျွန်တော်ဒီလာဒီနေ့နေ့ကျွန်တော်ရှားရေးဆိုတော့ကံကိုပြီးခဲ့တဲ့ဒီမှာသူတို့ကမှအာဂျင်နာများဖြစ် bilateral political dialogue စစ်တီရောက်ရှိနေတဲ့အတွက်သူတို့ဒီချက်များဆောင်ရွက်မှုဆိုတာပြောပြထားပါတယ်။ဒါရီကတော့ခုနဒီချိန်တိုင်းနာများတောင်းဆိုတဲ့ချက်နဲ့ပတ်သက်ရဖြစ်ပါတယ်။နောက်တစ်ခုကတော့တပိတ်ဆိုင်ရာကိစ္စဒီကိစ္စလည်းကျွန်တော်တို့လူ့ဘောင်မလို့နဲ့အသေးစိတ်ပို့တာတော့ကျွန်တော်တို့အကြမ်းဖျင်းလုပ်ဆွေးနွေးကြဖြစ်တယ်။ဒီလိုတော့အသေးစိတ်ဆက်ဆွေးနွေးမှာဖြစ်ပါတယ်။နောက်ဆက်သွယ်ရေးရုံးများတော်ရေးကိစ္စဆက်သွယ်ရေးရုံးများတော်ရေးကိစ္စတော့ကျွန်တော်ကတော့ကြိုးစားပါတယ်ဆက်သွယ်ရေးရုံးရှိမှာပဲဆက်သွယ်လို့ရမှာဖြစ်တဲ့ကိစ္စကိုလည်းကျွန်တော်ကပထမနေ့မှာလည်းကျွန်တော်ဒါကိုသိထားခဲ့ပါတယ်။နောက်တော့နေပြည်တော်ကပုံမျိုးကိစ္စဒီကပုံမျိုးကိစ္စတော့ IGPG ကိစ္စပါဖြစ်ပါတယ်။ဒါလည်းကျွန်တော်သိထားခဲ့ဖြစ်ပါတယ်။ကျွန်တော်သိထားတဲ့နောက်ဆုံးချက်ကတော့အဲ့ဒီကတော့မပါရင်လေလိုအပ်တဲ့ကိစ္စများကိုဖြစ်ဆွဲပြီးဆွေးနွေးကြမယ်ဆိုတော့ကျွန်တော်ပြောထားတာဖြစ်ပါတယ်။အဲ့တော့ဒီကောင်းတဲ့ကိုတစ်ခါတည်းသဘောတူပြီးသားဖြစ်တဲ့အတွက်အဲ့ဒီကောင်းတဲ့ကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးပြီးဖို့ဒီချိန်တိုင်းလာကောင်းတော့ကြောင်းကျွန်တော်ပြင်ပြတာလည်းတောင်းဆိုပါပါတယ်။ကိုကြီးဒီကဆွေးနွေးလို့ပဲကျွန်တော်တို့ဒီအချိုညှိနှိုင်းရေးအနေနဲ့ကျွန်တော်အဆက်အသွယ်လုပ်ပြီးတော့အကြောင်းကြားတာမျိုးရှိပါတယ်။အဲတော့ဒီနိုင်ငံတော်ဆွေးနွေးဘက်ကနေပြည်စင်ထားနေတယ်ကျွန်တော်တို့ကိုဆွေးနွေးလို့တဲ့အချက်များပေးဖို့လို့ကျွန်တော်တို့ဘက်ကလည်းဆွေးနွေးလို့တဲ့အချက်များကိုကျွန်တော်ပေးဖို့ဖြစ်ပါတယ်။ဒီလိုခေါင်းစဉ်များကတော့ဒီကျွန်တော်တို့ခေါင်းစဉ်ကြီးအောက်မှာပါပြီးသားကိစ္စတွေဖြစ်ပါတယ်။ကျွန်တော်တို့မနေ့ကလွန်ခဲ့တဲ့ဆက်ရှင်တွေကဆွေးနွေးခဲ့တဲ့ခေါင်းစဉ်တွေတက်ပါကျွန်တော်တို့ကရှေ့တန်းစီးနေတဲ့စောင့်ကြည့်ရေးရုံးကိစ္စကိုကျွန်တော်ပထမအနေနဲ့ထားရှိပါတယ်။ကျွန်တော်တို့ဒီတရုတ်ပြည်သူ့သမ္မတနိုင်ငံရွှေလီမြို့မှာကျင်းပခဲ့တဲ့စီးပွေးမှာဒီကိစ္စကိုတော်တော်များများကျွန်တော်တို့အခြေအနေဆွေးနွေးခဲ့တာဖြစ်တာကိုကျွန်တော်ကိုယ်စားလှယ်အားလုံးသိရတာပါပါ။အဲ့ဒီအစည်းအဝေးမှာပဲကျွန်တော်တို့ဖက်အပြန်ကနားလည်နိုင်ရရှိအောင်ကျွန်တော်ကြိုးပမ်းနေကြပါတယ်။ကျွန်တော်ပြည်ဘက်ကဘောထားနိုင်ငံတော်ဆွေးရဘက်ကဘောထားများကိုကျွန်တော်တီးခြားစီဆွေးနွေးဒီတူပြီးမှနိုင်ငံရေးဆွေးနွေးပွဲများကိုဆက်လက်ကျင်းပမယ်ဆိုရင်ကျွန်တော်ပြည်ဘက်ကလည်းခိုင်မာတဲ့အတိတ်ခါကျဆိုင်ရရှိသည့်ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြံဉာဏ်ကြီးကျွန်တော်ပြီးခဲ့ကြပါတယ်။အဲ့ဒီဒီများကိုဆက်လက်အောင်ဖြစ်ပေါ်နိုင်ဖို့ကျွန်တော်လောလောဆယ်ကျွန်တော်အဖြစ်ခရဆိုင်ရေးစာချုပ်မချုပ်နိုင်သေးတဲ့အချိန်ဒီမှာယုံကြည်မှုတွေဆက်လက်ပြီးဆောက်နေတဲ့အချိန်ဒီမှာကျွန်တော်ကရှေ့တန်းစစ်မြေပြင်ဆောင်ရွက်ရေးယုံကြည်မှုဆိုအခွင့်အရေးတဲ့ကျွန်တော်ပြရမှာဖြစ်ပါတယ်။အဲ့တော့ဒီစီဝေးမှာပဲကိုကြီးနဲ့ဒီဆွေးနွေးရေးဒီငင်းတိုင်းအောင်တဲ့ပုံစံကြီးကော်မတီနဲ့လည်း local monitoring များကိုပြည့်နေဖို့အတွက်ဘောတူကြောင်းဒီရလို့ကျွန်တော်ပြောတာပါပဲဒီဟာကိုကျွန်တော်ပြတဲ့အခါမှာရေချက်ပြဖို့ရှိပါတယ်ပထမအချက်ကတော့ဒီကျွန်တော်ယုံကြည်မှုတည်ဆောက်ပြီးတော့လက်ခွဲများကိုရှိစအောင်လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကနိုင်ငံရေးဆွေးနွေးပွဲတွေကိုကျွန်တော်ကအောင်မြင်မြင်လက်ဖို့ဖြစ်ပါတယ်အခုဒီကျွန်တော်တို့ PAO ကိုစတဲ့ဖွဲ့မှာတော့
ကျွန်တော်တို့ရေကိုထဲမှာပြောတော့ဒီစောင့်ကြည့်ရုံများကိစ္စကိုကျွန်တော်ပုံမှန်လေးပြောရမယ်ဆိုဒေတာဒီလိုဖြစ်ပါတယ်ဒေတာဒီလေလို့ပြောတာကကျွန်တော်အခြေကိုဆွဲချင်လို့ပေါ့စစ်စစ်ကြဖြစ်တယ်လို့ဟာဒါကြောင့်တနည်းအားကျွန်တော်ဒီစီးပြီးမှကျွန်တော်ပြောလို့ပဲကျွန်တော်ကဒီtechnical team ကိုဖြစ်ကျင်တယ်ကျွန်တော်ပုံမှန်လေးတင်ပြတာဖြစ်ပါတယ်ဒီလိုဖြစ်တဲ့ခြင်းအဖြစ်ကျွန်တော်ကစစ်စစ်ကြဖြစ်လာမယ်ကျွန်တော်တို့တချို့နားမလဲအပိုင်းများကိုကျွန်တော်အချင်းချင်းများနဲ့ကျွန်တော်ဆွေးနွေးပြီးတော့စစ်ကြဖြစ်အောင်ကျွန်တော်ကြိုးစားမယ်ပြီးတော့လုပ်ငန်းကိုများအောင်ကျွန်တော်ကပြောမယ်နိုင်ငံရေးဆွေးနွေးပွဲကိုဒီကျွန်တော်တို့ဝန်ကြီးပြောတယ်လို့ပဲနိုင်ငံတော်သမ္မတကကျွန်တော်တို့သင်ထားတဲ့ကောင်တွေဒီနေ့မှဇွန်ဇူလိုင်လို့ပြောလိုက်တော့ဒီနေ့ကမှ30ဖြစ်နေပြီဆိုတော့ပါတိတ်ညပါလာလို့ကျွန်တော်ကပြပြီးပြောရမယ်ဒီအားဖြင့်ဖြစ်နေပါတယ်မနေ့ကပဲကျွန်တော်တို့ဒီရှောင်းကဖွဲ့နေတဲ့ဒီမှာရှိတဲ့ချုပ်တဲ့ activist များနဲ့ကျွန်တော်ဒီကိစ္စကျွန်တော်တို့လောက်တာရှိပါတယ်ကျွန်တော်တို့ input လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် HD အဖွဲ့ကိုလည်းကျွန်တော်ကအစည်းအဝေးပြင်ပမှာတွေ့ပြီးတော့လိုအပ်လို့ရှိရင်ကျွန်တော်ကို HD အနေနဲ့ကလည်းအချက်အလက်ပေးဖို့ဆိုပြီးကျွန်တော်ကပြောထားတာရှိပါတယ်ထိုနည်း၎င်းပဲအခုဒီမှာရောက်နေတဲ့တခြားသောကျွမ်းကျင်သူများနဲ့လိုအပ်တဲ့ပုဂ္ဂိုလ်များကိုလည်းကျွန်တော်ဒီကိစ္စကအကြံဉာဏ်တောင်းပါမယ် technical team ကိုခွင့်ပြီးတော့တကယ်ပဲအလုပ်လုပ်မယ်ဆိုတော့ကျွန်တော်ထပ်ပြီးမှအလေးနဲ့ထားပြီးကျွန်တော်ရှင်းပြလိုပါတယ်တကယ်လုပ်ပါမယ်မြင်အောင်လုပ်ပါမယ်စနစ်တကျဖြစ်အောင်လုပ်မယ်ခုနဒီမှာကျွန်တော်တို့တော်ကိုယ်စားလှယ်ဦးရှင်းပြသလိုပဲပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်ထဲပေါ်ဖို့ကြိုးစားမှာပါအဲ့တော့နိုင်ငံတော်အစိုးရကလည်းကြိုးစားနေတယ်လို့ KIA ကလည်းကြိုးစားမယ်အဲ့တော့ကျွန်တော်တို့နှစ်ဖက်ကြိုးစားပြီးမှလူထုရဲ့ဆန္ဒကိုသင်ဆောင်နိုင်အောင်ကျွန်တော်လုပ်တော့ပါမယ်နောက်တစ်ခုကတော့နိုင်ငံရေးဆွေးနွေးပွဲများကိုလုပ်ဖို့ကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းဒီနေ့မှကျွန်တော်ကိုယ်စားဖွဲ့တယ်လော်ကြီးကျွန်တော်မှဒီလာကဒီစီဝေးလေးလုပ်ရပါတယ်အဲ့တော့ဒီဘောထားများကိုကျွန်တော်ဆွေးနွေးရတယ်ကျွန်တော်စီပူစီချုပ်ဘုရားကချောင်းစီလည်းဒီနေ့မှကျွန်တော်တယ်လီဖုန်းနဲ့စီနာတာဒီလိုကျွန်တော်ဒီထားလေးကျွန်တော်ဆွေးနွေးတဲ့အပိုင်းလေးဒီကျွန်တော်တိုင်းဆိုင်ရာဒီကဆွေးနွေးတဲ့ကိစ္စတွေကျွန်တော်တော်လေးပြည့်စုံကျွန်တော်ဒီပြထားပြီးဖြစ်ပါတယ်အဲ့တော့ဒီအနေနဲ့လည်းဒီဘောထားလေးပုံမှာအထူးတလဲပောက်တာမျိုးရှိပဲနဲ့ရှေ့ဆွဲပြေးသွားပြီးတာမျိုး